ဒီ calculator လေးကတော့တန်ထွက်ပါတဲ့ calculator ဖြစ်ပါတယ်ဒါကတော့ဘာတန်မှမရှိနေပါဘူးတန်ထွက်စီခြင်းတယ်ဆိုလို့ရှိရင်တော့ mode ကိုသွားပါတယ်ပြီးလို့ရှိရင်ဒီမြားလေးသွားလိုက်တဲ့အချိန်မှာ volume ပေါ်လာတဲ့အခါမှာ1ဆိုတဲ့ unit လေးကိုရိုက်လိုက်တဲ့အခါ volume ဒီ0ဖြစ်နေပါတယ်0 to 3 level adjustment လုပ်လို့ရတဲ့အတွက်ကြောင့်မို့နံပါတ်1ကိုပြလိုက်ပါတယ်တန်လာပါပြီဒါကတော့ဒီ button တစ်ခုချင်းစီရဲ့တန်ထွက်တွေပါပေါင်းလုပ်တဲ့အခါကျလို့ရှိရင်လည်းသူကအတန်ထွက်စနစ်နဲ့ဖြည့်ပေးပါတယ်အတန်ကိုမထွက်စေနဲ့အတန်ကိုပြန်ပိတ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီ mode ထဲကိုပြန်ဝင်တယ် volume ဖြစ်တဲ့အတွက်ကြောင့်မလို့1 unit 0 to 3မှာ0ပြန်ပြောင်းလိုက်တဲ့အခါမှာတန်လေးတွေကတော့ပြန်ပြောက်သွားပါပြီဘာသာစကားလေ့လာရမှာအထောက်အကူပေးနိုင်လို့ဒီစလုံးတွေကကြီးကြီးဖြစ်တဲ့အတွက်ကြောင့်မလို့အများအယုံအားနည်းတဲ့လူတွေလည်းအဆင်ပြေပါတယ်